နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ရွှေတကုံစေတီတော်ကြီးဟာမြန်မာတို့ရဲ့ယဉ်ကျေးမှုကိုးကွယ်ယုံကြည်မှုနဲ့တမိုင်းမွေနှစ်တွေရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ဒီလိုခမ်းနားထည်ဝါတဲ့ဘုရားကြီးမှာမြန်မာတမိုင်းရဲ့အကြီးမားဆုံးသောပဟေလိတစ်ခုပျောက်ဆုံးနေစေဆိုတာတင်သိပါရဲ့လား။ဒီပဟေလိကတော့မြန်မာတမိုင်းမှာအကြီးအကျယ်ဆုံးအတန်မိုးအရှိဆုံးလို့သတ်မှတ်ခံရတဲ့ဓမ္မစေတီခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။ခရစ်နှစ်1486ခုနှစ်မှာဟန္တာဝတီပြည်ရှင်ဓမ္မစေတီမင်းကြီးကိုယ်တိုင်တွန်းလှုပ်လူဒန်းခဲ့တာပါကြေးပိတာပေါင်း3,800တန်ချိန်290ကျော်အလေးချိန်ရှိပြီးကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်ဓမ္မစေတီမင်းကြီးဟာဒီခေါင်းလောင်းကြီးကိုရွှေတကုံစေတီတော်ရဲ့စနေထောက်မှာထားရှိခဲ့ပါတယ်ဒါပေမဲ့ဒီလိုခမ်းနားထည်ဝါတဲ့ခေါင်းလောင်းကြီးဟာကံမကောင်းစွာနဲ့ပဲပျောက်ဆုံးသွားခဲ့ရပါတယ်ခရစ်နှစ်1608ခုနှစ်မှာပေါ်တူဂီလူမျိုးစွန်းစားရှာဖွေသူတဦးဖြစ်တဲ့ငဇင်က Philip de Brito ဟာတန်လင်မြို့ကိုအခြေစိုက်ပြီးမြန်မာနိုင်ငံကိုလာရောက်သိမ်းပိုက်ခဲ့ပါတယ်သူဟာရွှေတကုံစေတီတော်ပေါ်ကခေါင်းလောင်းကြီးကိုအမြောက်တွေတွန်းလှုပ်ဖို့ရည်ရွယ်ချက်နဲ့ဖြုတ်ယူခဲ့ပါတယ်ငဇင်ကဟာအလေးချိန်များလာတဲ့ခေါင်းလောင်းကြီးကိုဖောင်ပေါ်တင်ပြီးရွှေတကုံကနေတန်လင်ဘက်ကိုတည်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးမှုမောင်ကျစွာနဲ့ပဲငါးလုပ်ငန်းမြင့်နဲ့ပကုံးမြစ်တို့စုံရာဒေါပုံမြစ်ခွေအရောက်မှာခေါင်းလောင်းကြီးရဲ့အလေးချိန်ကိုမခံနိုင်တော့ပဲဖောင်ပြက်ပြီးမြစ်ထဲကိုနစ်မြုပ်ပျောက်ဆုံးသွားခဲ့ရပါတော့တယ်နှစ်ပေါင်း400ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ဒီခေါင်းလောင်းကြီးကိုရှာဖွေဖို့ကြိုးပမ်းမှုတွေများစွာပြုလုပ်ခဲ့ကြပါတယ်ခေတ်မီနည်းပညာတွေအသုံးပြုပြီးပြည်တွင်းပြည်ပပညာရှင်တွေအကြိမ်ကြိမ်စူးစမ်းခဲ့ကြပေမဲ့မြစ်ရဲ့နှက်ဆိုင်မှုရွှွန့်လွန်ထူထပ်မှုရေစီးတန်မှုနဲ့ရေအောက်မြင့်မကြည်လင်မှုစတဲ့စိန်ခေါ်မှုတွေကြောင့်အခုထက်ထိတော့အောင်မြင်မှုမရသေးပါဘူးအချို့ကတော့ဒီခေါင်းလောင်းကြီးကိုငကားတွေစောက်ရှောက်ထားတယ်လို့ယုံကြည်ကြပါတယ်အချို့ကတော့ရွှွန့်လွန်အောင်ပေပေါင်းများစွာနစ်မြုပ်နေပြီလို့ယူဆကြပါတယ်ဘလို့ပဲဖြစ်စေဓမ္မစေတီခေါင်းလောင်းကြီးဟာမြန်မာတို့အတွက်အလွန်ရေးပါတဲ့တမိုင်းဝင်အမွေနှစ်တစ်ခုဖြစ်ပါတယ်တနေ့နေ့တစ်ချိန်ချိန်မှာဒီခေါင်းလောင်းကြီးကိုပြန်လည်ဆယ်ယူနိုင်ခဲ့မယ်ဆိုရင်မြန်မာကုံရောင်ဟာကဘာမှာပုံမူထွန်းလင်းတောက်ပလာမှာအသေးချာပဲဖြစ်ပါတယ်